တကယ်အင်ဂျယ်ကိုတိတ်ကိုကြိုက်တဲ့နံပါတ်တစ်ခုရှိတယ်အရင်ကြိုက်တယ်အဲ့နံပါတ်က89ဆိုတဲ့နံပါတ်89လည်းကြိုက်တယ်98လည်းကြိုက်တယ်နော်အဲ့နံပါတ်ကဘယ်လိုပြောမလဲအရာကိုလွယ်လွင့်တကူနဲ့အောင်မြင်မှုရရှိစေတယ်လို့အများနဲ့မတူကွဲပြားတဲ့အမြင်ကိုလည်းတွေးခေါ်နိုင်စွမ်းရှိတယ်ပေါင်းတင်ဆက်ဆံရေးမှလည်းကောင်းတယ် idea ကိုလည်းကောင်းအသုံးချတတ်တဲ့လူစားတစ်ယောက်ဖြစ်တဲ့အပြင်နှက်ကောင်းနှက်မြတ်လည်းမဆတဲ့နံပါတ်ဖြစ်တယ်။ဘာဖြစ်လို့ဆိုတော့လူချင်းတို့လူတစ်ယောက်အောင်မြင်တယ်ဆိုတာဘလောက် idea လေးတွေကောင်းနေပါစေ။နော်တခါတလေကြားလို့ရှိရင်ကံကပိတ်နေလို့ရှိရင်အောင်မြင်မှုမရရှိဘူး။တခါတလေဘယ်လိုပြောမလဲတခုပေါ့နော်နတ်ဆိုးတွေလွှမ်းနေလို့ရှိရင်လေအောင်မြင်မှုရရှိဖို့အတွက်ခက်ခဲတယ်။ဥပမာအခုအင်ဂျယ်ကိုကြည့်နေတဲ့လူကြီးမင်းတို့တော်များများတချို့ယုံကြည်တဲ့95%သောလူတွေအထဲမှာတော်ကြတယ်လူတစ်ယောက်ကတချို့ conversation ပြောဆိုဆက်ဆံရေးမှာတော်တယ်တချို့က idea ထုတ်တော်တယ်တချို့ဟင်းချက်တော်တယ်တချို့ဈေးအောင်ကောင်းတော်တယ်တော်တာချင်းမတူဘူးနော်လူတိုင်းမှာဖယားကပေးတဲ့လက်ဆောင်ရှိတယ်လူတိုင်းတော်တဲ့အကွက်ရှိတယ်အဲ့ဒီအကွက်ကိုလူကြီးမင်းတို့တွေ့အောင်ရှာဘယ်လိုရှာရလဲလူတွေကိုစီမှာအကျဉ်းဉာဏ်လာတောင်းတာဥပမာတကယ်ချင်းငါဘယ်လိုပြောမလဲဒီခီးသွားဖို့အတွက်ငါဘယ်လိုသွားရမလဲတချို့ရတကယ်ချင်းတရားရှိတယ်အရင်မှညံကောင်းတယ်သူကတချို့တော့ထိုင်းမှန်နေတာလားလိုင်းကားစီးတယ်လေဘယ်ကနေဘယ်ကိုသွားလို့ရှိရင်လိုင်းကားဘာနံပါတ်စီးသူအကောင်လုံးမှန်နိုင်တယ်အဲ့ဒါသူ့ရဲ့တော်တဲ့အကွက်ပဲနော်အဲ့ဒီတော်တဲ့အကွက်လေးတွေလူတိုင်းမှာရှိတယ်ဒါကြောင့်မလို့လူကြီးမင်းတို့ကလည်း95%တည်းကလူဖြစ်တယ်ဆိုတာကိုလက်ခံထားဖို့လိုတယ်နော်95%လို့ရေးလာခဲ့လိုက်မယ်အဲ့ဒီမှာဘလောက်ပဲတော်နေပါစေတခါလေကြားလို့ရှိရင်လူကြီးမင်းတို့ကံကပိတ်တယ်ပန့်ဘိုးပေးတဲ့လူမရှိဘူးအခွင့်အရေးလေးတွေမရဘူးဆိုရင်အဲ့ဒီလူကမအောင်မြင်ဘူးအိမ်မှာဟင်းချက်တော်နေတဲ့လူတွေတပြုံကြီးရှိတယ်ဒါပေမဲ့သူ့ရဲ့ဟင်းထက်တော်တဲ့ဟာကိုဘယ်သူမှလည်းမပန့်ဘူးဘာမှလည်းသူကအကျိုးရှိသုံးချလို့လည်းမတောက်ကံကလည်းမပွင့်ဘူးဆိုရင်5 star စပုံမဖြစ်လာဘူးလေဒီတဘောတည်းရအတိုင်းပဲเนาะနံပါတ်တွေမှာလည်းအဲ့ဒီ power အားရှိတယ်အင်ဂျယ်ကတော့ဒိတ်ကျဲနံပါတ်ကို